ရှင်ဒီမှာတော့ဗောနော်တူတူ intro မဝင်တော့ဘာလို့ဆို TikTok ကနေပြီးတော့မှဒါကုန်တယ်တွေသတိထားတဲ့အချက်၅ချက်ကိုအချက်တော်ဝင်သိချင်လို့ဘောနော်လာကြည့်ရဲလို့ယူဆတဲ့အတွက်အဲ့ဒီအကြောင်းလေးကိုပဲတခါတော့ပြပြပေးသွားလိုက်ပါမယ်ကျွန်မ TikTok မှာပြောခဲ့တယ်ဒီလိုအချိန်ဒီလိုကာလဒီလိုအချိန်အနေမျိုးမှာပေါ့နော်ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုတနေရာအနေနဲ့ကပို့ဖို့အတွက်ကို service တွေပါတယ်အတော့မယ်ဆိုလို့ရှိရင်ကုန်တယ်အနေနဲ့တတိယတဲ့အချက်၅ချက်ပေါ့နော်နံပါတ်1ချက်မှာကျွန်မပြောခဲ့တာကကုမ္ပဏီတို့မဟုတ်ဒါမှမဟုတ်လို့ရှိရင်ဝန်ဆောင်မှုပေးမဲ့သူရဲ့အချက်လက်အဲ့ဒါကိုပြောချင်တာလေဆိုတော့ကိုကကုန်ပစ္စည်းကိုကုမ္ပဏီဒါမှမဟုတ်တရားရောက်ကိုအတော့မယ်ပေါ့နော် service ပေးဖို့တရားရောက်ကိုအတော့မယ်ဆိုလို့ရှိရင်ကုမ္ပဏီကိုအပ်တယ်ဆိုလို့ရှိရင်လေကုမ္ပဏီနဲ့ပတ်သက်တဲ့အချက်အလက် detail အကုန်လုံးတောင်းရပါမယ်စစ်ကြည့်ရပါမယ်ပေါ့နော်ကုမ္ပဏီကဘယ်နှခုနှစ်ကလေးကိုကစတင်တည်ထောင်ခဲ့တဲ့ကုမ္ပဏီလေသူ့ရဲ့ကုမ္ပဏီထဲမှာကဒါရိုက်တာဖွဲ့မယ်ဘယ်နှယောက်ရှိတာလဲဘယ်သူတွေပါတာလဲသိရမလားပြီးရင်ဒီကုမ္ပဏီကဘာလုပ်ငန်းတွေလုပ်တာလဲဒီခု service ပေးတဲ့ဒီ logistic တွေ transportation တွေလုပ်တာကြပြီလားအဲ့ဒါတွေကိုအရင်ဆုံးလေ့လာတဲ့နေပေါ့နော်တကယ်လို့များကုမ္ပဏီမဟုတ်ဘဲနဲ့လူပုဂ္ဂိုလ်ဖြစ်မယ်ဆိုလို့ရှိရင်လေဒီလူပုဂ္ဂိုလ်ကဘယ်လိုလူမျိုးလဲဒီစီးပွားရေးလုပ်ငန်းကိုလုပ်တာကြပြီလားဒီပတ်ဝန်းကျင်မှာသူကျင့်လဲနေတာကြပြီလားပေါ့နော်သူနဲ့ပတ်သက်တဲ့သူ့ရဲ့ detail နောက်ဆုံးပေးသူ့ရဲ့မှတ်ပုံတင်ကအစသူ့ဘက်ပမာနေလဲသူ့ရဲ့အိမ်နောက်ဆိုစရင်းလုံးအဲ့လိုမျိုးတွေကိုကအစ detail မေးမြန်းစုံစမ်းတင်ပါတယ်နံပါတ်2အချက်ကျွန်မပြောခဲ့တဲ့အထက်မှာကျတော့တည်နေရပါကုမ္ပဏီဆိုလို့ရှိရင်ကုမ္ပဏီလူပုဂ္ဂိုလ်ဆိုလည်းလူပုဂ္ဂိုလ်ကုမ္ပဏီရဲ့တည်နေရသူ့ရဲ့ရုံးချုပ်ကဘယ်မှာဖွင့်ထားတယ်လဲပေါ့နော်ဒီဒိုက်ကာတွေ extract တွေသူ့ရဲ့စာရန်ထဲမှာပါတဲ့ကုမ္ပဏီလိပ်စာတွေအပြင်မှာကုမ္ပဏီရှိတဲ့နေရာလိပ်စာနဲ့ကိုက်ရလားတူညီရလားပေါ့နော်ပြီးသွားလို့ရှိရင်ဟုတ်ပြီရုံးကခါကျတော့ရုံးခွဲကရုံးချုပ်တစ်ခုတည်းရှိရလားရုံးအခွဲတွေရှိသေးလားအဲ့ဒီရုံးခွဲတွေကဘယ်နေရာမှာဘယ်မြို့မှာအခြေစိုက်တယ်လဲဝန်ထမ်းတွေဘယ်နှယောက်ရှိတယ်လဲပေါ့နော်ဘယ်လိုမျိုးလေပတ်နေတယ်လဲဆိုတဲ့ဥစ္စာလေးကိုသိအောင်လုပ်သင့်ပါတယ်နံပါတ်3အချက်နံပါတ်3ချက်နေနေရတော့ကျွန်တော်ဈေးနှုန်းကိုပြောခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတဲ့ချိန်ကကြတော့ကျွန်တော်တို့ service တစ်ခုကိုအပ်တော့မယ်ဆိုရင်မြေပြင်မှာသူများတွေကဘယ်ဈေးနှုန်းတွေနဲ့သွားနေတယ်လဲဥပမာတဒန်းကိုဘယ်လောက်ပေးရတယ်လဲတစည်းကိုဘယ်လောက်ပေးရတယ်လဲစနဘိန်းတစည်းကိုဘယ်လောက်ပေးရလဲတွဲတစည်းကိုဘယ်လောက်ပေးရလဲ6ဘိန်းတစည်းကိုဘယ်လောက်ပေးရလဲအော်တော့10ဘိန်းတစည်းကိုဘယ်လောက်ပေးရလဲမြေပြင်မှာသူများသွားနေတဲ့ပေါက်ဈေးတွေကိုအရင်ဆုံးနားဆွင့်ပါနားဆွင့်ပြီးသွားပြီဟေ့ဆိုရင်ကိုအပ်တဲ့ service ရဲ့ဈေးနှုန်းနဲ့ရှင်းကြည့်ပါရှင်းကြည့်ပြီးတော့အရန်ကြီးများနေတဲ့ဟေ့ဆိုရင်လည်းဒါမဟုတ်ဘူးအရန်ကြီးနည်းနေပြန်နေဆိုလို့ရှိရင်လည်းဒါအလိမ်ခံရတော့မယ်အဲ့လိုမျိုးမှတ်ရမယ်ပေါ့နော်ပြီးရင်ပတ်စံတွေကိုကကိုကကြိုပေးရမှာလားပစ္စည်းရောက်မှပေးရမှာလားပစ္စည်းအပ်တဲ့ချိန်မှာဘယ်နေရာခိုင်းတော့သူတို့ကောက်မလဲပစ္စည်းနဲ့အဆုံးရောက်တဲ့အချိန်မှာဘယ်နေရာခိုင်းတော့သူတို့ကောက်မလဲအဲ့ဒါတွေကိုတေးတေးချာချာမေးသင့်ပါတယ်နံပါတ်3ပြီးသွားပြီဆိုတော့နံပါတ်4ပေါ့နော်နံပါတ်4အနေနဲ့ကကျတော့ဘာလဲဆိုတော့ကြာချိန်ကအမျိုးမျိုးပြောင်းလဲနိုင်ပါတယ်ဘာလို့လဲဆိုတော့တယောက်တည်ရတဲ့နေရာမတူဘူးတချို့ကတရုတ်ပြည်စက်ရုံကနေစတင်ခိုင်းတယ်တချို့ကကျတော့နေဆက်ရောက်မှတည်လာရတယ်တချို့ကသင်္ဘောနဲ့တည်တယ်တချို့ကကားနဲ့တည်တယ်တချို့ကလေယာဉ်နဲ့တည်တယ်အဲ့ဒီချိန်ကကျတော့တယောက်နဲ့တယောက်ကမတူညီကြပါဘူးအဲ့ဒါကြောင့်မို့ကြာချိန်တွေကလည်းမတူညီကြပါဘူးအဲကြာချိန်ကဟာကျတော့တိတိကျကျမဟုတ်ရင်တော့မှခံမှန်းကြည့်ပေါ့နော်ဘယ်လောက်ကြာမလဲဆိုတာလေးကိုသိခောက်ရပါမယ်အဲ့ဒီချိန်မှာတစ်ဖက်ကပြန်ပြောလာမလဲ10ရက်ပဲလို့ပြောမလား2ပတ်နဲ့ရောက်တယ်လို့တစ်လအတွင်းရောက်တယ်လို့ဆိုရင်စဉ်းစားပါပစ္စည်းကိုအရင်လုံးပြီးမှမလို့ခြင်းပါနဲ့ဒီအခြေအနေအခုလိုမျိုးပေါ့နော်ကိုတိုင်းကြီးရဲ့ policy ပြောင်းလဲနေတဲ့အခြေအနေစာရဆန်နဲ့လုံးရခက်တဲ့အခြေအနေမြေပြင်မှာသွားလာရခက်တဲ့အခြေအနေမျိုးတွေမှာအခုလိုမျိုး2ပတ်အရောက်တို့10ရက်အရောက်တို့တစ်လအတွင်းကိုအရောက်တို့ဆိုတာဖြစ်နိုင်မလားဆိုတော့ကိုယ့်အတက်ကိုတွေးတော့စဉ်းစားပါအကုန်အရန်ကြီးလိုချင်နေတဲ့အချိန်မျိုးပါလေပေါ့နော်မစဉ်းစားမတွေးတော့မိပဲနဲ့အလင်ခံရတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါကြတော့နံပါတ်4အချက်အနေနဲ့ကြတော့ကိုတည်မဲ့နေရာကနေစပြီးတော့မှကိုစီကိုအရောက်ကြာချိန်ဘယ်လောက်ကြာမလဲဆိုတာကိုခံမှန်းချိန်မင်းမြန်းကြည့်ပါမင်းမြန်းကြည့်တဲ့အချိန်မျိုးမှာသူတို့ပြောတဲ့အချိန်ကာလပေါ်မူတည်ပြီးတော့မှဒီလူတွေဒီတကယ်အလုံးလုံးနေတဲ့လူမျိုးဟုတ်တယ်မဟုတ်တယ်ကိုကခံမှန်းလို့ရပါတယ်နံပါတ်4အချက်ပြီးသွားရင်နံပါတ်5အချက်ဒါအရေးကြီးပါတယ် customer အဟောင်းတွေရဲ့ feedback ပါအဲ့ဒါဘာလဲဆိုတာကြတော့ကုမ္ပဏီဒါမှမဟုတ်ကိုအပ်လိုက်တဲ့လူပုဂ္ဂိုလ်ပေါ့နော်အမကြီးအကိုတို့နဲ့အလုပ်တူတူတွဲလုပ်နေတဲ့ကုမ္ပဏီတွေရှိသလားအကိုတို့ service အပ်နေတဲ့ကုမ္ပဏီတွေရှိသလားပေါ့နော်ဘယ်သူတွေနဲ့အလုပ်တွဲလုပ်ဘူးတလဲအဲ့လိုမျိုးလေးဒီခောက်ကြည့်ပြီးတဲ့အချိန်ကကြတော့သူတို့နဲ့အလုပ်တွဲလုပ်နေတဲ့ဒီ Facebook page ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ဘာပဲဖြစ်အဲ့ဒီမှာပေါ့နော် customer အဟောင်းတွေရဲ့သူ
တို့အပေါ်ကိုပေးတဲ့ feedback ကဘယ်လိုဖြစ်နေလဲအလုံးလုံးရတာအဆင်ပြေလို့ပြောသလားအလုံးလုံးရတာအဆင်မပြေဘူးလို့ပြောသလားဘယ်လိုအခြေအနေမျိုးရှိတယ်လဲပေါ့နော်အဲ့ဒါတွေကအစကိုကစုံစမ်းမေးမြန်းပြီးတော့မှတီးခေါက်ကြည့်တင်ပါတယ်ကဲကျွန်တော်အရှိမပြပြတဲ့အချက်5ချက်စလုံးတိုက်ဆိုင်စစ်ဆေးပြီးတော့မှပေါ့နော်ဒီကုံလန်းချောင်းကိုလုတ်တဲ့ခြားတဲ့ကိုကမှတကယ်လို့များအလိန်တွေပါတယ်ခံရလိုက်ရတယ်ဆိုလို့ရှိရင်တော့ကိုမှခံမက်ကံပါတယ်လို့ပဲတတ်မှတ်လိုက်လို့ရပါတယ်ရှင်ဘာလို့လဲဆိုတော့ကျမကဒါပေါ့နော်ကျမရဲ့အတွေ့အကြုံကို sharing တာလုပ်ပေးတာပေါ့နော်ကျမလည်းခံရမိမှဒီအတွေ့အကြုံတွေကိုကိုကလေငါဒါလေးမေးလိုက်တဲ့နာငါဒီလိုလေးအချက်လက်လေးတွေယူလိုက်တဲ့နာဆိုတာမျိုးတွေသိခဲ့ရတာပေါ့နော်ကျမအနေနဲ့ကကျတော့တတိထားဖို့ပြောရဲဆိုတာကကျတော့လေကျမခံခဲ့ရတဲ့အတွေ့အကြုံတွေကနေမှရခဲ့တဲ့ဘယ်လိုပြောမလဲပညာတွေပေါ့ကွယ်အဲ့ခါကျတော့ကျမနဲ့အတူတူလုပ်ငန်းတူတဲ့ကုန်သည်တွေရောလုပ်ငန်းမတူတဲ့လူတွေရောအားလုံးကျမ vlog ကိုကြည့်ပေးကြတဲ့လူများအားလုံးစိတ်ရချမ်းသာခြင်းကိုကြီးကျမခြင်းနဲ့ပြည့်စုံပါစေရှင်နောက်ပိုင်းလေးတွေမှာလည်းကျမကြုံရတဲ့အတွေ့အကြုံလေးတွေကိုထပ်ပြီးတော့မှ sharing လုပ်ပေးသွားပါဦးမယ်ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်